CV ကတင့်ရဲ့ကိုရေးအချင်းချုပ်မှတ်တမ်းဆိုလို့ရှိရင် cover letter ကတင့်ရဲ့ကိုယ်တိုင်မိတ်ဆက်စာပါလူကိုယ်တိုင်မတွေ့သေးခင်မှာအလုပ်ရှင်ကိုစကားဆက်ပြောလိုက်တာပဲဖြစ်ပါတယ် cover letter ကိုဘယ်လိုရေးရမလဲအပိုင်း၃ပိုင်းခွဲပြီးတော့မှရေးနိုင်ပါတယ်အပိုင်း၁မိတ်ဆက်ခြင်းဘယ်အလုပ်တွေရှောက်တာလဲဒီကြော်ညာကိုဒီလောက်ကြော်ညာကိုဘာမှတွေ့တာလဲဘာကြောင့်စိတ်ဝင်စားလဲဆိုတာကိုရိုးရိုးရှင်းရှင်းပြောပြပါအပိုင်း၂သင်ရဲ့လက်ရှိတဲ့ skill တွေကိုမိမောင်းထုတ်ပြပါဒီပိုင်းကအရန်ကိုရေးကြည့်တယ် CV တဲကကိုယ့်ရဲ့ကျွမ်းကျင်မှုနှစ်ခုသုံးခုကိုရွေးထုတ်ပြီးတော့မှဒီ company အလုပ်တော့ကိုဘယ်လိုမျိုးအသုံးဝင်လဲဆိုတာကိုဥပမာနဲ့တကွရှင်းပြပါကျမက team work မှာအရန်ကောင်းတယ်ကျမမှာ communication အရန်ကောင်းတယ်ကျမက detail oriented ဖြစ်တယ်ဆိုပြီးတော့မှကိုယ့်ရဲ့သူမတူတဲ့စွမ်းဆောင်ရည်တွေကိုဥပမာနဲ့တကွရှင်းပြပါကျောင်းရဲ့ XYZ project တစ်ခုကိုဦးဆောင်ရပါကျမရဲ့ result ကဘယ်လိုမျိုးရခဲ့ပါတယ်ဆိုတဲ့အကြောင်းတွေကိုပြောပြပါအပိုင်း၃ညီကုန်းချုပ်နဲ့တွေးဆုံမှုအတွက်ဖိတ်ခေါ်ခြင်းအဲ့ဒီအပိုင်းမှာကိုမေးမြန်းလိုတဲ့မေးခွန်းတွေရှိတယ်ကိုယ့်ရဲ့အကြောင်းကိုထပ်သိချင်တယ်ဆိုလို့ရှိရင်ကျမကိုဆက်သွယ်ပါကိုယ့်ရဲ့ဆက်သွယ်ရမယ့်ဖုန်းနံပါတ် email လိပ်စာတွေကိုထည့်ပြီးတော့မှရေးပေးပါအရေးကြီးဆုံးချက်က cover letter ကို CV နဲ့ထပ်တူမကြပါစေနဲ့ကုမ္ပဏီရဲ့အလုပ်ကိုတေချာသူတည်တနာလုပ်ပြီးတော့မှသူတို့ရဲ့လိုအပ်ချက်ကတင့်ရဲ့စွမ်းဆောင်ရည်နဲ့ဘယ်လိုမျိုးချိတ်ဆက်နိုင်လဲဆိုတာကိုရေးပေးပါကိုယ့်ရဲ့ cover letter တစ်စောင်နဲ့အလုပ်တိုင်းကိုမပို့ပါနဲ့အဲ့ဒါအရင်ရေးကြည့်ပါတယ်အလုပ်တစ်ခုချင်းစီကို cover letter တစ်စောင်စီတက်ရေးပြီးပို့ပါ